မင်္ဂလာပါဒီ comment လေးကိုကျွန်တော်ဖြေပေးပါမယ်ကျွန်တော်စီးကြောက်တယ်တဲ့ကိစ္စတွေမှာစီးကြောက်တယ်တာကိုကျွန်တော်မချေဘဲနဲ့၄လလောက်ထားတဲ့အခါမှာကြောက်ကက်ကိုသွားပြီးတော့ပျက်စီးစေနိုင်သလားဆိုတဲ့မိကုံပေါ့နော်အဲ့တော့စီးကြောက်လို့ပြောတဲ့အခါမှာစီးလန်းကြောင်းတောက်လျှောက်မှာဖြစ်နိုင်တယ်ကြောက်ကက်မှာလည်းဖြစ်နိုင်တယ်ကြောက်ကက်ကနေကျွန်တော်စီးအိမ်ကိုဆက်ထားတဲ့ ureta ဆိုတဲ့စီးလန်းကြောင်းမှာလည်းဖြစ်တတ်တယ်စီးအိမ်ထဲမှာလည်းဖြစ်တတ်တယ်ပေါ့နော်ဖြစ်တဲ့နေရာကိုမတူဘူးသူမေးထားတဲ့ပုံရဆိုရင်တော့ဒါကြောက်ကက်ထဲမှာဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့ဒီကြောက်ကက်ထဲမှာရှိတဲ့1 cm ဆိုတော့သေးတဲ့ထဲမှာတော့မပါဘူးတော်တော်တဘာဝအတိုင်းခြေပြီးတော့အပြင်ထွက်ကြလာဖို့ဆိုတော့ဖြစ်နိုင်ကြီးအရင်နေတယ်ပေါ့နော်ရှားခြေရတတ်တယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့မခြေဘင်းနဲ့ဒီတိုင်းထားလိုက်တယ်ဆိုရင်အချိန်ကာလတစ်ခုကြာလာရင်တော့သူကြောက်ကက်ကိုသွားပြီးတော့ကြောက်ကက်ရဲ့လုပ်ငန်းစဉ်တွေကိုသွားပြီးတော့နှောင့်နှေးစေတာမျိုးလုပ်ငန်းစဉ်တွေကိုရောကြစေတာမျိုးဖြစ်နိုင်ကြီးရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့သူကကြောက်ကက်တွေကနေထွက်လာပြီးတော့ဒီ ureta မှာလက်ပိတ်နေတယ်ဆိုရင်ဒီစီးတွေကတင်းပြီးတော့ဒီကြောက်ကက်ကိုသွားပြီးရောင်းနေတာမျိုးဖြစ်တတ်တယ်ကျွန်တော် hydronephrosis လို့ခေါ်တယ်ပေါ့နော်ဒီစီးလမ်းကြောင်းတစ်ဖက်ကပိတ်နေတာပေါ့နော်ကြောက်ကက်တစ်လုံးကတော့ပုံမှန်စီးသွားနေပြီပဲဒီဘက်ကြောက်ကက်ကအလုံးမလုံးရင်ဒီစီးလမ်းကြောင်းမှာတက်ပိတ်ပြီးတော့ကြောက်ကက်တွေကိုဒီရေရဲ့ဖိအားတွေတက်ဖြစ်ပြီးတော့ကြောက်ကက်အလုံးလောက်တာမျိုးပြဿနာသွားပြီးတက်သိနိုင်တာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုပိတ်နေတဲ့အခါမျိုးမှာလည်းပိုးဝင်တာစီးလမ်းကြောင်းခဏပိုးဝင်တာကြောက်ကက်ရောင်တာမျိုးတွေဖြစ်တတ်တယ်ကြောက်ရဲ့အဓိကပြဿနာကတော့ဒီဟာကချက်ချင်းမဖြစ်ဘူးကြောက်ကအဓိကနာလိမ့်မယ်ပေါ့နော်မခါနာရဲ့ဖြစ်တဲ့အခါမှာမခံမရနိုင်အောင်နာတာမျိုးတွေဖြစ်တယ်ဒီကြောက်တုံးရဲ့ပုတ်တန်မှုကြောင့်စီးလမ်းကြောင်းမှာတွေးပါတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အကြံပေးရရင်တော့လေသူက1 cm ဆိုတော့ခွဲစိတ်ဆရာဝန်နဲ့ပြပြီးတော့စီးလမ်းကြောင်းဆရာဝန်နဲ့ပြပါနော်ပြပြီးတော့ခြေဖို့ကိစ္စကိုစဉ်းစားတာပိုပြီးကောင်းပါတယ်ကြောက်ကတော့သူ့အတူတဘာဝအတိုင်းပြန်ပြီးခြေပြီးထွက်လာဖို့ဆိုတာကအရွယ်စားသေးမှ10 mm အောက်တွေမှာဖြစ်တာများပါတယ်เนาะဒီလောက်ဆိုရင်တော့ခြေရဖို့များပါတယ်အကျိုးရှိလိမ့်မယ်လို့ညွှန်လင်းပါတယ်